Hello,လူချင်းမင်းတို့အားလုံးကျေးတင်စီကြောင်းပထမအနေနဲ့ပြောလိုပါတယ်အခုကျွန်တော်ကဒီ line ပေါ်မှာထိုင်နေတာကမနေ့ကရောက်လာတော့ uniform လေးတွေပါတယ်ရီတအားရွာမိုးရွာတော့ရီစူကုန်ပြီဆိုတော့ဘလိုက်နဲ့လာထိုင်ရတယ်ဆိုတော့ဒီဒါလည်းနားလေဖို့ကျွန်တော်အမျိုးနဲ့တောင်းဆိုပါတယ်အခုကျွန်တော်အများကြီးပြောချင်ဒါမရှိပါဘူးပြောချင်တာကဒီအခုတလို့ conquest စစ်စင်ရေးကိုကျွန်တော်နည်းနည်းပြောချင်ပါတယ်ဇူလိုင်လ14ရက်နေ့က FDF နဲ့ AA ဒီစုံဟိတောင်ကျိုးကိုကျွန်တော်တို့ CDF မရဌာနချုပ်ဖက်ကတက်လာတော့ကျွန်တော်တို့အဲ့ဒီ14ရက်မရောက်ခင်ဒီကိုအချင်းချင်းပြပခမဖြစ်ဖို့ကျွန်တော်တို့က statement နဲ့ထုတ်ထားရဟာရှိတယ်အပလို့ဆိုတော့မီဇိုရမ်ဖက်ကနေငင်းချိုင်လောက်တဲ့ဟာ CNC လောက်တဲ့ဟာရှိတယ်အဲ့ဒါကိုလေးနေထားပြီးတော့ကိုနေရာကိုနေကြဖို့ဒီအနေ statement ထုတ်ထားပါတယ်ဒါမဲ့သူတို့ကလက်မခံဘဲနဲ့ဒီကျွန်တော်တို့ဌာနချုပ်သိမ်းဖို့ဆိုပါဆိုကျွန်တော်တို့ဖက်ကိုတက်လာတော့ကျွန်တော်တို့ကရနိုင်တလို့ပေါ့ခုခါထားပါတယ်ပထမ14ရက်နေ့ကတိုက်ပွဲဖြစ်တယ်ဒုတိယလည်းဖြစ်တယ်အခုက5ချိန်မကတိုက်ပွဲဖြစ်နေပြီဆိုတော့ဒီအကြောင်းလေးကိုတစ်ချက်လောက်ပြောချင်တာကline ပဲဖြစ်ဖြစ် live ပဲဖြစ်ဖြစ်တွေးလိမ့်မယ်အစကကိုအချင်းချင်းဖြစ်ပေမဲ့လေဒါမဲ့အခုကတော့အေးလေးရှိတယ် CB လည်းရှိနေပြီဆိုတာကိုလည်းကျွန်တော်ကပြောချလိုပါတယ်မဖြစ်လို့လေဆိုတော့တခါလေကြာရင်နိကကနဲ့နေတော့သူတို့ပြောရေးဆိုထိုင်ကြီးပုံကချင်းကားတာမီတာ30လောက်မှာချင်းကားပြီးတော့မပြီးဒါလည်းရှိတယ်မဖြစ်လို့ဆိုတော့သူတို့ကဘလူးနေတဲ့လေ MDF ဘဲလာဒါမှမဟုတ်ရင်အေးဘလောက်တိုင်းတာပါတယ်လေပြီးတော့ CB တွေကဘလူးပါတယ်လေဆိုတဲ့ဥစ္စာကလေလာကြည့်တော့အခုနောက်ပိုင်းပထမပိုင်းတော့ကအေးကမရှိတလို့ဖြစ်နေတယ်ဒုတိယပိုင်းကျမှအေးကအတကုံရှိလာပြီခမ်းဟန်းချေက90နဲ့50ကျမှအေးပါမှာဒီအခုဒီဖက်ကုန်းမှာဖန်တလာခွာပီလူမှာသူတို့ကရောက်90 MDF အကုန်လုံးပေါင်းပြီးတော့90နဲ့ရှိတယ်ပြီးတော့သူတို့ဖန်တလာနဲ့ခွာပီလူလမ်းခွဲအပေါ်ကုန်းအမိဆုံးကုန်းကသူတို့ကအမဝန်အင်ဖန်တလာနဲ့လမ်းခွဲချနဲ့ခွာပီလူနဲ့လမ်းခွဲချအဲ့ဒီကုန်းအပေါင်းကိုကျွန်တော်တို့ခန့်မှန်းတာက100ကျော်ပေါ့အဲ့လောက်ရှိတယ်ဆိုတဲ့ဥစ္စာပြောချင်တယ်ဆိုတော့အခုကလူတိုင်းကသူတို့အချင်းချင်းပြခတ်နေတယ်ဆိုတာကိုကျွန်တော်တို့ကဒီကြားနေရတယ်အဲ့ဒါမဟုတ်ဘူးပြီးတော့ကိုမဟာမဲတွေရှိကြတာပဲကျွန်တော်တို့လည်းအခုမရာဆိုလို့ရှိရင်ဒီကျွန်တော်တို့မှာဖွင့်ထားတဲ့ဟာ5 star ဆိုတဲ့ဥစ္စာရှိတယ်ကျွန်တော်တို့ကအတဲ့ဟွာသူတို့နဲ့ဟွာဖြစ်လို့တောင်းဆိုတာလည်းရှိတယ်ဒါပေမဲ့ဟွာအခုချိန်ထိမကူနိုင်ကြဘူးဆိုတော့ဒီအကြီးကကျွန်တော်တို့ချင်းအကြီးဖြစ်တယ်လို့ကျွန်တော်တို့လည်းဒီကလာကူလိမ့်မယ်လို့မျှော်လင့်ထားပါတယ်ဒါပေမဲ့ခုချိန်ထိအယောင်တွေဘာတွေမမီနိုင်တော့မကြနိုင်တော့ဟိုတခါလေကြာရင်
စိတ်ဓာတ်ကြတယ်ဒါမဲ့ကိုအကူဒါကိုကျွန်တော်တို့လုပ်ပြီးတော့အခုချိန်ထိအောင်မြင်မှုကရနေတဲ့ဆိုတဲ့ဥစ္စာပြောချင်တယ်ဆိုတော့အခုကနဲ့ CB ပါပြီဆိုတော့ကျွန်တော်တို့လည်းရနိုင်တယ်လို့ပေါ့ရနိုင်တယ်လို့လုံနိုင်တယ်လို့ကျွန်တော်တို့အစွမ်းကိုကြိုးစားနေတယ်ဒါပေမဲ့မူးတွင်းဆိုတော့ကျွန်တော်တို့ဖိတ်ကလည်းဖျားနာတို့ဟွာတို့ရှိတယ်ဆိုတဲ့ဥစ္စာပြီးတော့အထက်ဟွာစီလဲဟွာအကြောင်းကြားတာတို့ရှိတယ်အခုချိန်ထိကတော့တိတ်ဟွာမဖြစ်သေးဘူးဆိုတဲ့ဥစ္စာပြောချင်တယ်ပြီးတော့အခုမူးတွင်းဆိုတော့မူးလဲရွာလမ်းလေးပြိုဆိုတော့စစ်စင်လောက်ဖို့ကတိတ်ဟွာဖြစ်နေတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကပြည်သူတွေကိုခေါ်ပြီးလို့ခေါ်ပြီးကားလမ်းကိုဖော်ခိုင်းအဲ့လိုမျိုးလို့တော့ဒီတလောကရနေတယ်လို့ဖြစ်နေတာဟိုအလုံးမလုံးဘူးဆိုတဲ့ဥစ္စာဖြစ်နေဒါမဲ့ဒီဖက်ကပင်ပန်းနေပြီကားလမ်းလေးဖောက်အဲ့လိုဆိုတော့အခုကပထမပြောချင်တာကငွေကြီးကျဲကြီးကိုကျွန်တော်တို့အများကြီးလူလိမ့်မယ်လို့ဒီအခုစစ်စင်ကအခုတုံးတန်းနိုင်တယ်လို့ဒီတောင်စုံမဲ့တောင်ထက်မဟုတ်ဘဲနဲ့မနာနေမီကိုအကုန်လုံးလောက်စားတော့မယ်ဝင်တော့မယ်လိုင်းနေပြဖက်ကိုဝင်တော့မယ်ဆိုပြီးတော့အခုပြောဟာလေးတွေဆွေးထားတယ်အဲအကြောင်းမလို့ကိုစပေါ်တာတွေကိုအမနေကြဖို့နဲ့ကျွန်တော်တို့ဒီချင်းလူမျိုးဖြစ်တယ်လို့ကျွန်တော်တို့တတွဲလေးနဲ့ချင်းလူမျိုးကိုဒီကျွန်တော်တို့ချင်းပလဲဝါချင်းလေးရှိတယ်ဟိုဖဲ့မပါဘူးကိုကျွန်တော်တို့အစွမ်းကျူးစမတာဒီဟာရနိုင်မယ်လို့ကျွန်တော်ကပြောချင်ပါတယ်ဆိုတော့ငွေကြီးချင်းလေးထောက်ပလဲလူလဲထောက်ပမှာပြီးတော့ဟိုတမျိုးနဲ့ဟိုကျွန်တော်တို့ချင်းတွေကိုအဲ့လိုမျိုးပူပေါင်းမယ်ဆိုလို့ရှိရင်ဒီ operation ကဒီ conquest operation ကအောင်မြင်မှုရမယ်လို့ကျွန်တော်ဆုတောင်းပါတယ်ကျွန်တော်လည်းအမခံပါတယ်ဒါလေးကိုပြောချင်ပါတယ်နောက်လူကြီးမဲချင်question ရှိရင်နောက်မှဖြေရှင်းလိုက်မယ်ကျေးဇူးတင်ပါတယ်ပထမကအခုအဖြစ်ပြကိုမပြောခင်ကကျွန်တော်တို့ဒီဘာလဲတိုင်းငင်းဖေးကိုစီကူတော့ကျွန်တော်တို့ညီ2ယောက်ကြားတယ်အဲ့ချိန်မှာကျွန်တော်တို့က12ရက်နဲ့ဇူလိုင်လ12ရက်နေ့မှာအလောင်းကိုဟိုဖက်ဖို့ကျွန်တော်တို့စင်ထားတယ်ဘွယ်နှုံချောင်းကိုကြိုပြီးတော့လိုင်းလင်းတီညီတယောက်ကကျဒီမှာကြတော့ကျွန်တော်တို့အလောင်းကိုဟိုဖက်ပူလိုက်တယ်အဲ့ဒီချင်းချမှာသူတို့ကဘွယ်နှုံချောင်းကိုကူလာပြီးတော့အဲ့ဒီကျွန်တော်တို့အလောင်းပူတဲ့ချင်းကသူတို့ဒီဖက်ရောက်နေပြီ12ရက်17ရက်12ရက်13ရက်အတိုတွင်ကကျွန်တော်တို့ဘဲနာမှာပဲကျွန်တော်တို့ကသူတို့ကနေပြီဆိုတော့ကျွန်တော်တို့မတိခမ်းမတော့ရက်မိနေပြီဆိုတော့ဒီဖန်တလာမှာအဖွဲနဲ့ပြီးတော့ဒီလမ်းခွဲမှာကျွန်တော်တို့စခန်းချတဲ့ဟာရှိတယ်အဲ့ဒါကိုသူတို့လာဝိုင်းဖို့စီစဉ်ထားတဲ့ဟာကျွန်တော်တို့ကပြောဟာပိုင်းနဲ့တွားကြည့်တော့ဒီလူဖြစ်တယ်ဒါကြသူတို့တက်လာရင်အလုံးကြီးနဲ့တက်မယ်တက်ပြီးအဖမ်းခံမယ်ဆိုပြီးတော့ကျွန်တော်တို့က73ရက်နေ့ကျမှ73ရက်နေ့ကကနင်းကနေဆိုတော့ပြောဟာပိုင်းချင်းထားတယ်ချင်းတော့ဒီဖန်တလာရွာကိုမှကျွန်တော်တို့နေအကြောင်းဖင်းမှာကျွန်တော်တို့အဖွဲ့တစ်ဖွဲ့ရှိတယ်လာဦးလေးရှိတယ်ဆိုတော့အဲ့ဒီဖန်တလာရွာကိုဘေးကဖေခိုင်းလိုက်တယ်ဖေပြီးတော့နောက်မှာမတိပနာနဲ့နေခိုင်းတယ်ညတကောင်မှာပေါ့ညတကောင်မှာနေခိုင်းတယ်ပြီးတော့ဒီကျွန်တော်တို့ခန်းကိုလည်းနည်းနည်းစုပ်ခိုင်းတယ်အပေါ်ကုန်းကိုထိုင်ခိုင်းတာဆိုတော့စလေနဲ့မနေ့ပိုင်းကျမှသူတို့ကအတန်တွေကြားလာပြီဆိုတော့ကျွန်တော်တို့ambush နဲ့ထိုင်လိုက်တယ်ထိုင်တဲ့ချိန်ကျမှမတွေးလိုက်ဘူးဖြစ်နေတာတွေးတူလူ
ဖြစ်နေတာအဲ့ဒါကိုပြီးမိလာတောင်းတော့တွေ့ရင်ပြီးလိုက်ဖို့ကျွန်တော်ကမိတ်ပေးလိုက်ပြီဆိုတော့သူတို့လည်းဒီခွာပီလူနဲ့ဘွယ်နှုံးချောင်းကိုဒါရက်ခွာပီလူမဝင်ပဲနဲ့ဒီတိုးကိုတက်လာပြီးတော့ကျွန်တော်တို့ကြားပန်ဒလာနဲ့ဒီလမ်းခွေချမ်းမှာဖြတ်ကျော်ပြီးတော့ဒီကျွန်တော်တို့ဖိတ်ကနေထောက်ပူပိတ်လိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့တစ်ဖွဲ့ကဆိုင်ကယ်တစ်စီးနဲ့ထောက်ပူတော့ပြေတော့သူတို့ကဘာမှမလုပ်ဘူးဖြစ်နေတာအဲ့နဲ့သူတို့ကဘလို့ဖြစ်တာလဲလူကမရှိဘူးလားဆိုတော့စုံစားကြည့်တော့ပန်ဒလာပီတူတွေကကလန်းကိုလို့အပေဖို့ဆိုပြီးတော့ထွက်လာတယ်ထွက်လာတဲ့အချိန်ကျမှသူတို့ကဒီကလန်းဒီကျွန်တော်တို့စခန်းဟောင်းကိုရောက်လာတော့ကျွန်တော်တို့ဘီယိုဟာတမ်ဟာမှုနဲ့တွေ့ဆုံကြတယ်တွေ့ဆုံတဲ့အချိန်မှာပီတူတွေမေချီတော့သူတို့တရားမှမတွေ့ဘူးဆိုတဲ့ဥစ္စာပြောကြတယ်ဒါပေမဲ့အဲ့ဒါကသူတို့တွေးတဲ့တားနဲ့မပြောတာဆိုတော့ဒီလူတွေကသူတို့ဖက်ပါMPF supporter တွေဆိုတော့မပြောဘူးအဲ့ဒီချင်းချမှာကျွန်တော်လည်းကြားလိုက်တော့ဘလူလုံးမလဲဒီပန်တလာနဲ့ခွန်ပီလူကတိုက်ပွဲဖြစ်နိုင်ချေရှိလို့ကျွန်တော်ကိုတိုင်တော့ဖို့တွေးဖို့ကကျွန်တော်စီစဉ်လိုက်တယ်စီစဉ်တဲ့ချင်းချမှာကျွန်တော်တို့ကစိုက်ကယ်နဲ့တော့ကျွန်တော်တို့စခန်းဟောင်းရဲ့နဲ့မီတာနဲ့တရားချိုလောက်ပဲရှိတယ်အဲ့နားမှာကန့်လန့်ပေါ်နားမှာကျွန်တော်တို့ကသူတို့ကနေပြီးတော့ကျွန်တော်တို့တွားတဲ့ချိန်ကျမှဆိုင်ကယ်ကိုရပ်ခိုင်းတယ်ရပ်ပြီးတော့လက်မြောက်ခိုင်းတယ်ဒါမဲ့ကျွန်တော်တို့ကမရဘဲနဲ့ကန့်လန့်ဘက်ကိုတွားကားပြီးတော့အဲ့ဒီတားတဲ့ချိန်မှာသူတို့ကတနဖောက်လာပြီးတော့ကျွန်တော်တို့လည်းပြန်ဖောက်တယ်နှစ်ယောက်လုံးကိုဖောက်တော့နည်းနည်းအချင်းနေကောင်းတာနဲ့ဖင်းလေးဆုပ်ပြီးတော့ကလန့်အောင်ကိုခွန်ချလိုက်တာဆိုတဲ့ဥစ္စာပြောချင်တယ်အဲ့ဒီချင်းကြမှာသူတို့ကဖန်တလာဖြစ်တိုက်ပွဲဖြစ်နေပြီဖန်တလာလည်းကျွန်တော်တို့ခမ်းဟန်းတလူပေါ့စခန်းကိုလာဝိုင်းနေပြီဝိုင်းတော့တယောက်မှအပင်နောက်ကိုဆုပ်ခိုင်းလိုက်နေဆုပ်ပြီးမှကျွန်တော်တို့ဖွဲ့ကနောက်ကနေနည်းနည်းချင်းကပြီးတော့ပြန်ထူလာတယ်အဲ့လိုဆိုတော့အဲ့ဒီနေ့ကတယောက်ကြတယ်ဟိုဖက်ကဒိုင်ရန်လေးရတယ်ဆိုတဲ့ဥစ္စာကြားတယ်အဲ့ဒီကနေစတယ်သူတို့ကပထမကအစင်နဲ့ဖမ်းချင်တာ哦ကျွန်တော်ကအစင်နဲ့ဖမ်းချင်တာဒါပေမဲ့ဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်လည်းခေါင်းဆောင်ဆိုတော့အဖမ်းမခံချင်ဘူးတင်တေးပစေဆိုပြီးတော့လှုပ်လိုက်တယ်လှုပ်တဲ့အချင်းကြမှာဖျားသခင်ကျေးဇူးတော်ကြောင့်ကျွန်တော်အခုချင်းတက်ရှင်နေတဲ့ဖြစ်တယ်ဆိုတဲ့ဥစ္စာပြောချင်တယ်ဒါကြောင့်သူတို့ဒီတကူကေကိုလင်ညာဖူရတော့ဇူးစမ်းနေတဲ့ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအာကြီးကိုစကားမပြောပါဘူးဖြစ်ချင်းဖြစ်ပြလေးတွေကိုပဲကျွန်တော်တို့ပြောတာပါအခုကဒီဌာနဒီအခုဖြစ်နေတဲ့ area ကဌာနချုပ် area ဖြစ်နေတာ哦ဟိုတုန်းကလေလိုင်းလင်းပြီးမှကျွန်တော်တို့နေတာပဲလေဒါမဲ့ဒီသူတွေအတွေ့စူပြီးတော့ကျွန်တော်တို့ကပြန်ဆုတ်လာတယ်တိုက်ပွဲဖြစ်ရင်လိုင်းလင်းပြီးလေကောင်းမှုနေနိုင်မှာမဟုတ်ဘူးမရာပီတူတွေကိုကောင်းမှုမနေနိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့အတိရှိနဲ့ကျွန်တော်တို့ကိုဆုတ်လာတယ်ဖြစ်တယ်ဌာနချုပ်ဘေးနားမှာပြီးတော့အဲ့ဒီချိန်က peace လည်းရှိတယ်ဟိုဖက်ကိုဆုံးခိုက်ဒီဖက်ကိုဆုတ်ခိုက်ဆိုတော့ကျွန်တော်တို့ကရတယ်ကျွန်တော်တို့ဒီပီတူတွေအတွက်လှုပ်နေတဲ့ဖြစ်တဲ့အတွက်ပီတူဒီစကားစကိုပဲပထမရှင်ဟန်ဖို့ကျွန်တော်တို့ကဂျင်ဟန်ချက်ရှိတဲ့ဆိုတဲ့ကြောင့်မလို့ကျွန်တော်တို့ကဌာနချုပ်ဖက်ကိုဆုတ်လာတယ်ဖြစ်တယ်အခုကဌာနချုပ် area ဖြစ်နေတော့ကျွန်တော်တို့ကနောက်ဆုံးပိတ်ဖြစ်နေပြီအခုဒီသူတို့ကတကယ်တမ်းဒီဌာနချုပ်ကိုလာတင်ကျွန်တော်တို့နေဆရာမရှိတော့ဘူးနေရင်လော်တူလာနေရင်ဘလူဇုတ်ဖေးလာအဲ့ဒီနေရာပဲရှိတော့တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကကိုညီအကူအရင်ဖြစ်ရတဲ့နဲ့ကျွန်တော်တို့က
မဟုတ်တော့ဘူးဒီဟာလုတ်ကိုလုံးမဖြစ်မယ်ဆိုပြီးတော့ကျွန်တော်တို့ရဲ့အခုချိန်တင်းအာတင်းနေတဲ့ဖြစ်နေလုံနေတဲ့စစ်စင်ကိုဖော်ဆောင်နေတဲ့ဖြစ်တဲ့အတွက်အကုန်လုံးကိုအစွမ်းနာပြောသလိုလာအားပေးကြဖို့နဲ့လာကူညီကြဖို့အနုမျိုးတောင်းဆိုချင်ပါတယ်ပြီးတော့အခုလောက်တဲ့အချိန်အခုစစ်စင်ဖော်ဆောင်နေတဲ့အချိန်မှာကျွန်တော်တို့ဖက်ကကြဆုံးတာတရားမှမရှိသလိုတရားတော့ရှိတယ်သူတို့လည်းနိနာနေတယ်ကြားတာတော့ဟွာတော့ပြီးတော့အမြကြားတာကအေးဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ပြောချင်ပါတယ်အခုနှစ်ယောက်ပထမဒုတိယလို့တပ်ပွဲဖြစ်တော့ကနှစ်ယောက်ဖန်ခံတယ်ခုချိန်ထိစစ်တုံးပါနဲ့ကျွန်တော်တို့ကဆောင်ရွက်ပြနေတယ်စစ်တုံးပါပဲတုံးနေတယ်သူတို့လည်းကြမ်းကြမ်းမာနေတယ်ဆိုပြီးတော့လူအများဒီမရာပဲဖြစ်ဖြစ်ဒီ line ပေါ်မှာပဲဖြစ်ဖြစ်အကုန်လုံးဒီ live ဒီ zone ကိုကြည့်တယ်အကုန်လုံးပေါ့ကောင်းမွန်ကျွေးမွေးနေတယ်ဆိုတဲ့ဥစ္စာကိုပြောချင်ပါတယ်ဒီထက်အခုနောက်ပြောချင်တာကမရာတွေအကုန်လုံးမရာပီတူတွေအကုန်လုံးစဉ်းစားအခုအချင်းတန်ပြီးကောင်းမွန်စဉ်းစားပါကိုချင်းပြခါတာတော့ပြီးတော့ဟိုဖက်အစွန်းရောက်ကိုကျွန်တော်တို့မဖြစ်ချင်ဘူးအစွန်းရောက်တာကနောက်ကျောကအဆူပဲရောက်တော့မယ်ဆိုတဲ့ဥစ္စာပြီးတော့မရာတောင်းဖွဲ့ရှိတယ်အခုက CDF supporter ရှိတယ် MDF supporter ရှိတယ်ကြားနေရှိတယ်ကြားနေကိုကျွန်တော်တို့မလိုလားဘူးအခုဟိုဟာလောက်မတာကြားကိုမနေပဲနဲ့ CDF မလားအကုန်လုံးကိုလာပေါင်းဖို့အနုမျိုးတောင်းဆိုခြင်းတယ်ကျွန်တော်တို့ချင်းဒီကျွန်တော်တို့ချင်းပြည်နယ်မှာနေတယ်လို့ကျွန်တော်တို့လည်းချင်းမှာပါတယ်ဆိုတဲ့ဥစ္စာဒါမဲ့ live ဆိုတဲ့ဥစ္စာရှိတယ်မလားဆိုတဲ့ဥစ္စာရှိတယ်အကုန်လုံးပေါင်းပြီးမှချင်းဆိုတဲ့ဥစ္စာဖြစ်တဲ့အတွက်ကျွန်တော်တို့မရာပီတူတွေကိုဒီအရင်တန်းလူမနေပဲနဲ့စိတ်တိလူတိနဲ့မွေးကြဖို့ကျွန်တော်အနုတောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်